ရှေ့ကြားတဲ့ကိုလာမယ်ရှေ့ကဒီနှစ်ခုကြားတဲ့ရောက်ပြီဆိုဒီကောင်းလေးပေါ်တင်ပေးလိုက်ပြီးရင်နောက်တစ်ခုမြားလေးနဲ့သွားပြီးပေါ်ရရင်အောက်ချပေးလိုက်ပြီးကလေတက်တယ်နော်သူ့ရဲ့စုံမတ်တိုင်တက်တယ်မှာသူကဓာမလေးပြနေလေမတွေ့လားအပေါင်းလေးပြနေမှာဒါလေတက်ကြပါနော်ပြီးရင်နောက်တစ်ခုကြားလေးတော့သွားနှစ်ခုကြားတဲ့ကိုလာမယ်ပြီးရင်ဒီကောင်းလေးပေါ်တင်ပေးလိုက်ပြီးရင်မြားလေးနဲ့သွားပြီးပေါ်ရရင်ဒီကောင်းလေးအောက်ချပေးလိုက်အကောင်လုံးအဲ့လိုလိုခုံနေနီးရဒါမို့နော်ဒါမို့ဒါခုံနေနီးအများကြီးမေးနေကြလို့နော်ခုံလာမလို့တော့ဒီတိုင်းလေးလောက်တာနော်အဲ့လိုလောက်မှာနော်ပြီးအဖက်နဲ့လည်းခုံလေးရနော်အော်စီလေးနဲ့လည်းခုံလေးရအဲ့ဒါဒီမှာ grad ချမယ်ဆိုတော့ဒီမှာကျွန်တော်တို့ဒီမှာကြီးပြင်ချပြီးတော့ဒီမှာ grad လေးလိုက်ချမယ်နော်ပြီးရင်ဒီကောင်အစ grad လေးတိုင်းထားကြတယ်ဘာမှမလုပ်နဲ့ရှေ့ကကောင်ဘာမှမလုပ်ခဲ့ရမလို့တိုင်းထားခဲ့လိုက်ရတယ်ပြီးရင်ရှေ့ကကောင်မှာခုံနေတယ်ဆိုဒီမှာရှေ့ကကောင်မြင်ပြီးတော့ပေါ်တက်ပေါ်တင်ထားဆိုဒီကောင်လေးကိုဒါမှမဟုတ်တင်ပေးလိုက်ဒါမှမဟုတ်ပေါ်ထုတ်တာတွေ့လားမထုတ်တာနော်ပေါ်ထုတ်တာပြီးပြီးရင်နောက်ကြားရပြီဆိုရင်လည်းဒီမှာအောက်ကိုဖြည်းဖြည်းချင်းဆင်းနေတယ်ဒုတိယကောင်လေးနဲ့ပြီးရင်အောက်ဆုံးဒါမှမဟုတ်ဆွဲပေးလိုက်နော်ဒီမှာဒါမှမဟုတ်လာမှာဆိုအဲ့ဒါမှခုံရနော်ဒါတော့ဘီကျဲနေရကြမလို့ဖြည်းဖြည်းချင်းခုံရနော်ဒါဘီးစိတ်ရင်ပုံမမြင်လဲအောင်ဒီခုံလို့ရရနော်ကိုစိတ်ကြိုက်ခုံလို့ရဒါဘီးကတပီးနဲ့တပီးမြင်တဲ့အတိုင်းပဲနော်ပြောမယ်ဆိုရင်ဒီကောင်နဲ့ဒီကောင်ဟိုဒါ6စက္ကန့်9စက္ကန့်လောက်ချားတယ်ပေါ့နော်ပြောမယ်ဆိုရင်ဒီတချင်းအလိုက်ကအဲ့လောက်ချားရလို့ပြောရမှာဘာလို့လဲအပြင်စက္ကန့်နဲ့ပြောရမှာပေါ့နော်ပြီးရင်နောက်တစ်ခြားသွားမယ်တတိယလုံးနဲ့ဆုံးနေဆိုရင်ပြီးရင်ဒူလီနောက်တစ်ခြားသွားမယ်ဒါမှမဟုတ်နဲ့နော်ဒီမှာပြောမယ်ဆိုရင်လွယ်မှတ်မယ်ထောင်မယ်လဲမယ်ထောင်မယ်လဲမယ်အဲ့လိုတော့ပေါ့နော်ပြီးနောက်တစ်ခြားသွားမယ်အမိထောင်လိုက်ပြီးနောက်တစ်ခြားသွားလဲမယ်အလွယ်လုံးတဲ့နီးအလွယ်လုံးနေဘယ်လိုလုပ်တော့ဒီမှာဒီ graph လေးကိုရင်တော့ copy ယူလိုက်ဆက်လေးသုံးသက်ကိုနေပဲဒီမှာ copy ကဏ္ဍဆိုနေအပေါ်ဆုံးဟာလေး copy ယူလိုက် copy ယူပြီးသားနော် copy ယူပြီးဆိုရင်ဒီမှာဒီ graph လေးကို page ကဏ္ဍအကုန်လုံးလွှဲလိုက်မှာဒီမှာဆက်လေးသုံးသက်ကိုနေမယ် page ကဏ္ဍတူပေးနေလိုက်ဒါပဲဒီမှာ graph တွေအကုန်လုံးဒီတိုင်းဖြစ်သွားနော်အဲ့ဒါဒီမှာကိုကခုံတဲ့ဟာမှာတော့ကိုကအပေါ်နဲ့အောင်ညီနေဖို့ကဒါ graph လေးပြန်ပြင်ပေးရမှာနော်ဒါဆိုရင်လွယ်တယ်နီးရသွားပြီနော်ဒါလွယ်တယ်နီးအဲ့ဒါဒီမှာဟာဒီရှေ့ဒီဓာတ်မို့ရှေ့အကောင်ထားကြလိုက်မယ်နောက်တစ်ခြားလာမယ်ဓာတ်မို့လေးထောင်မယ်ပြီးရင်နောက်တစ်ခြားမှာဆိုဓာတ်မို့လေးလဲပေးမှာဆိုရင်ဒီမှာထွေတူတူခုနတိုင်လေးလက်ကလေးနဲ့လိုက်ဆွဲကြမလို့တော့ဒီမှာဒီကောင်လေးနေလိုက်လဲပါတွေ့လားအဲ့ဒါဒီမှာထောင်မယ်လဲမယ်ပြီးရင်နောက်တစ်ခုထောင်မယ်နောက်တစ်ခုကျလဲမယ်ဆိုတော့ဒီအောင်လေးနဲ့ဒါလေးနဲ့အောက်လဲပြီလားတွေ့လားနောက်တစ်ပြင်ဓာတ်မှုထောင်မယ်ပြီးနောက်တစ်ခုဓာတ်မှုလေးလဲပြီလားပြီးရင်ထောင်မယ်နောက်တစ်ခုဓာတ်မှုလေးလဲပြီလားဒါလွယ်တဲ့နည်းပေါ့နော်ဒါခုံတဲ့နည်းပေါ့ဒါပြောမယ်Now don't you worry about my boyfriend, the boy whose name is Vitorino. I don't want him consent. ဒါဒီနားလေးဒီပဲကျွန်တော်ခုံခဲ့ရနော်အဲ့ဒါဒီမှာဒါနမူနာလေးနော်ရှေ့ကနောက်ကကောင်လေးမခုံပြတော့နော်ဒါခုနကလူလေးချွဲမှုမူလေးနဲ့ရှင်းနောက်လေးဒါမှမဟုတ်ပုံမှန်တိုင်းသွားနေတာဆိုရင်ခုနတိုင်းလေးတော့မခုံချင်းဆိုလည်းဒီရှေ့ကလူလုံးပြသွားရင်ဒါမှမဟုတ်သွားနော်ခုံချင်းတယ်ဆိုဒီကောင်လေးတိုင်းလဲခုံလိုက်ဟုတ်တယ်နော်ပြင်ရဆိုဒီမှာရှေ့ကပုံရပြီဒါဝေရောပုံမျိုးနေမလုပ်ပြတော့နော်မိနစ်တိုင်းရှေ့မှလည်းမကောင်းတခုလောက်တော့လုပ်ပြလိုက်တော့မယ်နော်ဒီမှာဒီနားလေးကိုပုံကနားလေးကိုဆုံးသွားပြီဒါမှမဟုတ်လာပြီးရှင်းနေပြလိုက်ခုံပြီးဆိုနားလေးကိုတပုံစပြီးထည့်နော်ဒီမှာပုံလေးတပုံလာတာမင်းတို့စိတ်ကြရဲဒါပုံထည့်လို့ရနော်ဗလာကတော့စိတ်ကြပုံလေးတပုံလာထည့်လိုက်ဒီမှာဆုံးနေသွားမလို့ဆုံးနေသွားနော်ပုံလေးကိုစကွင်းဥမာအများအဖြစ်ဒါမှမဟုတ်ခုနပြောခဲ့တယ်ဒါမှမဟုတ်ဖြစ်နေရဆိုရင်ပုံလေးကိုနှိပ်မယ်ဆက်လေး30ကိုနှိပ်ဒီမှာ stress ကိုမသိရှင်းရနော်ဒါညံပေးရဆိုတာဒါ TikTok ထဲမှာပဲညံပေးရနော် channel မှာဒါမှမဟုတ်သွားမြင်ပါဘယ်သူမှ like မှလို့မပြီးမဟုတ်တော့ TikTok ထဲဆိုတာကဒါဗီဒီယိုရက်ပြီးတော့ဒါ like မှလို့ရနော်ဘေးကဗီဒီယို save ပြီးတော့ like မှလို့ရနော် Telegram မှာဆိုကျွန်တော် save လို့မရအောင်ဒီမှာအများအဖြစ်နော်ဒါပြောမယ်ဆိုရင်တော့ like ဗီဒီယိုပြလာမှာဆိုလို့ကျွန်တော် share ပိတ်ထားတာမျိုးလေး save ပိတ်ထားမျိုးရှိရနော်အဲ့မှာဆို